အင်္ဂလိပ်လိုစာပြောဖို့ကြောက်နေတော့လားဒါဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါဒီဗီဒီယိုမှာတော့အင်္ဂလိပ်လိုစာပြောခြင်းသူတိုင်းအတွက်မြန်မြန်နားထောင်ရုံနဲ့မြန်မြန်ပြောတတ်စေမယ်နေ့စဉ်သုံးအင်္ဂလိပ်စာကြောင်းတရားကိုအတန်ထွက်ပြပြတတ်တာနဲ့စူးစီးပြီးတင်ဆက်ပေးထားတာဖြစ်ပါတယ်ကိုကစာပြောဖို့ကြောက်နေတယ်ဒါမှမဟုတ်ရှက်နေတယ်ဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်ဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျာဒါဆိုရင်တော့ပထမတစ်ခုကိုကြည့်မယ်ပထမတစ်ခုကငါရဲ့အင်္ဂလိပ်စာကိုတိုးတက်ချင်တယ် I want to improve my English. I want to improve my English. I want to improve. ငါတိုးတက်ချင်ပါတယ်။ဘာကိုတိုးတက်ချင်တာလဲဆိုရင် my English. ငါရဲ့အင်္ဂလိပ်စာကိုတိုးတက်ချင်တယ်။ I want to improve my English. နောက်ထပ်တစ်ခုကငါစကားလုံးအသစ်တွေကိုလေ့လာဖို့လိုတယ်။ I need to learn new words. I need to learn new words. I need to learn ငါလေ့လာဖို့လိုအပ်ပါတယ်။ဘာတွေကိုလေ့လာဖို့လိုအပ်တာလဲဆိုရင် new words. New words စကားလုံးအသစ်တွေကိုလေ့လာဖို့လိုအပ်တယ်။ I need to learn new words. နောက်တစ်ခုကငါစာအုပ်တစ်အုပ်ဝယ်ချင်တယ်။ I want to buy a book. I want to buy a book. I want to buyငါဝယ်ချင်ပါတယ်။ဘာကိုဝယ်ချင်တာလဲဆိုရင် a book စာအုပ်တစ်အုပ်ကိုဝယ်ချင်တယ်။ I want to buy a book ငါစာအုပ်တစ်အုပ်ကိုဝယ်ချင်တယ်။နောက်တစ်ကြောင်းကသူမနားဖို့လိုအပ်တယ်။ She needs to take a rest. She needs to take a rest. She needs သူမလိုအပ်ပါတယ်။ဘာလို့ဖို့လိုအပ်တာလဲဆိုရင် to take a rest အနားယူဖို့လိုအပ်တယ်။ She needs to take a rest. သူမအနားယူဖို့လိုအပ်တယ်။နောက်တစ်ခုကငါတို့ညစာစားကြကြတယ်။ We want to eat dinner. We want to eat dinner. We want to eat ငါတို့စားကြကြတယ်။ဘာကိုစားကြကြတာလဲဆိုရင် dinner ညစာကိုစားကြကြတယ်။ We need to eat dinner ငါတို့ညစာစားကြကြတယ်။နောက်တစ်ခုကသူအင်္ဂလိပ်စာကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ချင်တယ်။ He wants to speak fluent English. He wants to speak fluent English. He wants to speak fluent. သူကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ချင်တယ်။ဘာကိုပြောတတ်ချင်တာလဲဆိုရင် English အင်္ဂလိပ်စာကိုကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ချင်တယ်။ He wants to speak fluent English. သူအင်္ဂလိပ်စာကိုကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ချင်တယ်။နောက်ထပ်တစ်ကြောင်းကငါဆရာစီဖုန်းဆက်ဖို့လိုတယ် I need to call my teacher. I need to call my teacher. I need to call ငါဖုန်းဆက်ဖို့လိုအပ်တယ်ဘယ်သူစီကိုလဲဆိုရင် my teacher ငါရဲ့ဆရာစီကိုဖုန်းဆက်ဖို့လိုအပ်တယ် I need to call my teacher ငါရဲ့ဆရာစီကိုဖုန်းဆက်ဖို့လိုအပ်တယ်နောက်တစ်ခုကသူတို့ကဘာပတ်ခရီးသွားကြကြတယ် They want to travel around the world. They want to travel around the world. They want to travel သူတို့ခရီးသွားကြကြတယ်ဘယ်နေရာတွေကိုလဲဆိုရင် around the world ကမ္ဘာအနှံ့ကိုခရီးသွားကြကြတယ် They want to travel around the world နောက်တစ်ခုကငါပတ်စံအချို့စုဖို့လိုတယ် I need to save some money. I need to save some money. I need to save ငါစုဆောင်းဖို့လိုအပ်တယ်ဘာတွေကိုစုဆောင်းရမှာလဲဆိုရင်တော့ some money ပတ်စံအချို့ကိုစုဖို့လိုတယ် I need to save some money ငါပတ်စံအချို့စုဖို့လိုတယ်နောက်ထပ်တစ်ကြောင်းကငါဒီအစားအစာကိုမြည်ကြည့်ခြင်းတယ် I want to try this food. I want to try this food. I want to try ငါမြည်ကြည့်ခြင်းတယ် this food ဒီအစားအစာကို I want to try this food ငါဒီအစားအစာကိုမြည်ကြည့်ခြင်းတယ်နောက်တစ်ခုကမင်းငါနဲ့အတူလိုက်ချင်လား Do you want to come with me? Do you want to come with me? Do you want to come with me? မင်းငါနဲ့အတူလိုက်ချင်လားနောက်တစ်ခေါက်လိုက်ဆိုပါ Do you want to come with me? မင်းငါနဲ့အတူလိုက်ချင်လားနောက်ထပ်တစ်ကြောင်းကငါစပွဲကိုတန့်ရှင်းရေးလုပ်ဖို့လိုတယ်
I need to clean my desk. I need to clean my desk. I need to clean. ငါတန့်ရှင်းရေးလုပ်ဖို့လိုအပ်တယ်။ဘာကိုလုပ်ရမှာလဲဆိုရင်တော့ my desk ငါရဲ့စပွဲကို I need to clean my desk ငါရဲ့စပွဲကိုတန့်ရှင်းရေးလုပ်ဖို့လိုတယ်။နောက်ထပ်တစ်ကြောင်းကတော့သူမကားမောင်းသင်ချင်တယ်။ She wants to learn driving. She wants to learn driving. She wants to learn. သူမသင်ယူချင်ပါတယ်။ဘာကိုသင်ယူချင်တာလဲဆိုရင်တော့ driving ကားမောင်းသင်ချင်တာ။ She wants to learn driving. သူမကားမောင်းသင်ချင်တယ်။နောက်ထပ်တစ်ကြောင်းကငါဘာသာစကားနှစ်ခုပြောတတ်တယ်။ I can speak two languages. I can speak two languages. I can speak ငါပြောတတ်တယ် two languages ဘာသာစကားနှစ်ခုကိုပြောတတ်တယ် I can speak two languages ငါဘာသာစကားနှစ်ခုပြောတတ်တယ်နောက်ထပ်တစ်ကြောင်းကတော့သူမအရသာရှိတဲ့အစားအသောက်တွေချက်တတ်တယ် She can cook delicious food. She can cook delicious food. She can cook သူမချက်တတ်တယ် delicious food အရသာရှိတဲ့အစားအသောက်တွေကိုချက်တတ်တယ် She can cook delicious food နောက်ထပ်တစ်ကြောင်းကတော့မင်းကြိုက်တဲ့မေးခွန်းမေးလို့ရတယ် You can ask any question. You can ask any question အမြန်ဖတ်တော့ You can ask any question. You can ask any question မင်းကြိုက်တဲ့မေးခွန်းမေးလို့ရတယ်နောက်ထပ်တစ်ကြောင်းကငါ့ကိုခဏလောက်ကူညီပေးနိုင်မလား Can you help me for a minute? Can you help me for a minute? Can you help me? မင်းငါ့ကိုကူညီနိုင်မလားကူညီပေးနိုင်မလား For a minute ခဏလောက်ကူညီပေးနိုင်မလား Can you help me for a minute? မင်းငါ့ကိုခဏလောက်ကူညီပေးနိုင်မလားနောက်ထပ်တစ်ကြောင်းကဒီနေ့ပဲဒီအလုပ်ကိုပြီးအောင်လုပ်နိုင်တယ် I can finish this task today. I can finish this task today. I can finish this task. ဒီအလုပ်ကိုငါပြီးအောင်လုပ်နိုင်တယ် Today ဒီနေ့တင်မဲ့ငါဒီအလုပ်ကိုပြီးအောင်လုပ်နိုင်တယ် I can finish this task today. နောက်ထပ်တစ်ကြောင်းကသူကားကိုကျွမ်းကျွမ်းကျင်ကျင်မောင်းတတ်တယ် He can drive a car very well. He can drive a car very well. He can drive a car. သူကားကိုမောင်းတတ်တယ်ဘယ်လိုမောင်းတတ်တာလဲဆိုရင်တော့ very well ကျွမ်းကျွမ်းကျင်ကျင်မောင်းတတ်တယ် He can drive a car very well နောက်ထပ်တစ်ကြောင်းကမင်းရဲ့ဘောပင်ကိုငါသုံးလို့ရမလား Can I use your pen? Can I use your pen? Can I use ငါအသုံးပြုလို့ရမလား Your pen မင်းရဲ့ဘောပင်ကိုအသုံးပြုလို့ရမလား Can I use your pen? နောက်ထပ်တစ်ကြောင်းကငါတို့ဒီပြဿနာကိုတူတူဖြေရှင်းနိုင်ပါတယ် We can solve this problem together. We can solve this problem together. We can solve this problem. ငါတို့ဒီပြဿနာကိုဖြေရှင်းနိုင်ပါတယ်ဘယ်လိုဖြေရှင်းနိုင်တာလဲဆိုရင် together အတူတူဖြေရှင်းနိုင်ပါတယ် We can solve this problem together. နောက်တစ်ခုနင့်အတန်ကိုငါမကြားရဘူး I cannot hear your voice. I cannot hear your voice. I cannot hear ငါမကြားရဘူး Your voice မင်းရဲ့အတန်ကိုငါမကြားရဘူး I cannot hear your voice နောက်ထပ်တစ်ကြောင်းကတော့မနေ့ညကသူမအိပ်လို့မရခဲ့ဘူး She could not sleep last night. She could not sleep last night မြန်ဆိုရင် She could not sleep last night. She could not sleep last night မနေ့ညကသူမအိပ်လို့မရခဲ့ဘူးနောက်ထပ်တစ်ခုငါရဲ့အင်္ဂလိပ်စာသင်ခန်းစာကိုပြင်ဆင်နေပါတယ် I am preparing my English lesson. I am preparing my English lesson. I am preparing ငါပြင်ဆင်နေပါတယ်ဘာကိုပြင်ဆင်နေတာလဲဆိုရင်တော့ my English lesson ငါရဲ့အင်္ဂလိပ်သင်ခန်းစာတွေကိုပြင်ဆင်နေပါတယ် I am preparing my English lesson နောက်ထပ်တစ်ကြောင်းကတော့သူ YouTube ဗီဒီယိုတစ်ခုကြည့်နေတယ် He is watching a YouTube video. He is watching a YouTube video. He is watching သူကကြည့်နေပါတယ်ဘာကိုကြည့်နေတာလဲဆိုရင် a YouTube video
YouTube ရဲ့ video တစ်ပုဒ်ကိုကြည့်နေတာ He is watching a YouTube video သူ YouTube video တစ်ခုကြည့်နေတယ်နောက်ထပ်တစ်ခုသူတို့ပန်းခြံထဲမှာဘောလုံးကစားနေကြတယ် They are playing football in the park They are playing football in the park They are playing football သူတို့ဘောလုံးကစားနေကြတယ်ဘယ်မှာကစားနေကြတာလဲဆိုရင် in the park ပန်းခြံထဲမှာကစားနေကြတာ They are playing football in the park သူတို့ပန်းခြံထဲမှာဘောလုံးကစားနေကြတယ်နောက်ထပ်တစ်ခုသူမသချင်းနားထောင်နေတယ် She is listening to music She is listening to music She is listening to music သူမသချင်းနားထောင်နေတယ်နောက်ထပ်တစ်ကြောင်းကငါအမေမီးဖို့ကြောင်ထဲမှာဟင်းချက်နေတယ် My mother is cooking in the kitchen My mother is cooking in the kitchen My mother is cooking ငါအမေဟင်းချက်နေတယ်ဘယ်မှာလဲဆိုရင် in the kitchen မီးဖို့ကြောင်ထဲမှာဟင်းချက်နေတယ် My mother is cooking in the kitchen နောက်ထပ်တစ်ခုကငါစိတ်ဝင်စားစရာစာအုပ်တစ်အုပ်ဖတ်နေတယ် I am reading an interesting book I am reading an interesting book I am reading ငါဖတ်နေတယ်ဘာကိုဖတ်နေတာလဲဆိုတော့ an interesting book စိတ်ဝင်စားစရာစာအုပ်တစ်အုပ်ကိုဖတ်နေတာ I am reading an interesting book နောက်ထပ်တစ်ခုကငါတို့ဘတ်စ်ကစောင့်နေကြတာ We are waiting for the bus We are waiting for the bus We are waiting ငါတို့စောင့်နေကြတယ်ဘာကိုလဲဆိုရင် for the bus ဘတ်စ်ကားကိုစောင့်နေကြတာ We are waiting for the bus ငါတို့ဘတ်စ်ကားစောင့်နေကြတာနောက်ထပ်တစ်ကြောင်းကမင်းဘာလို့ငါ့ကိုကြည့်နေတာလဲ Why are you looking at me Why are you looking at me Why are you looking at me မင်းဘာလို့ငါ့ကိုကြည့်နေတာလဲနောက်တစ်ခေါက်လိုက်ဆိုပါ Why are you looking at me မင်းဘာလို့ငါ့ကိုကြည့်နေတာလဲနောက်ထပ်တစ်ကြောင်းကသူကသူ့အထက်လူကြီးစီကို email တစ်စောင်ရေးနေတယ် He is writing an email to his boss He is writing an email to his boss He is writing သူကရေးနေတယ်ဘာကိုရေးနေတာလဲဆိုတော့ an email တစ်စောင်ရေးနေတယ်ဘသူစီကိုရေးတာလဲဆိုရင် to his boss သူ့ရဲ့အထက်လူကြီးစီကို email တစ်စောင်ရေးနေတယ် He is writing an email to his boss နောက်ထပ်တစ်ခုကငါ online ပေါ်မှာအချက်အလက်တွေရှာနေတယ် I am searching for information online I am searching for information online I am searching for ငါရှာဖွေနေပါတယ် information online ပေါ်ကအချက်အလက်တွေကိုရှာဖွေနေတယ် I am searching for information online နောက်ထပ်တစ်ကြောင်းကငါနေ့တိုင်းအင်္ဂလိပ်စာလေ့ကျင့်တယ် I practice English every single day I practice English every single day I practice English ငါအင်္ဂလိပ်စာကိုလေ့ကျင့်တယ် every single day နေ့တိုင်းအင်္ဂလိပ်စာကိုလေ့ကျင့်တယ် I practice English every single day နောက်ထပ်တစ်ခုသူမနက်တိုင်းကော်ဖီတောက်တယ် He drinks coffee every morning He drinks coffee every morning He drinks coffee သူကော်ဖီတောက်တယ် every morning မနက်တိုင်းကော်ဖီတောက်တယ် He drinks coffee every morning နောက်ထပ်တစ်ခုငါကလေးငယ်တွေကိုအင်္ဂလိပ်စာသင်ပေးတယ် I teach English to young children I teach English to young children I teach English ငါအင်္ဂလိပ်စာသင်ပေးတယ်ဘယ်သူတွေကိုလဲဆိုရင် to young children ကလေးငယ်တွေကိုအင်္ဂလိပ်စာသင်ပေးတယ် I teach English to young children နောက်တစ်ခုသူတို့အိမ်ကြီးတစ်လုံးထဲမှာနေထိုင်ကြတယ် They live in a big house They live in a big house They live သူတို့နေထိုင်ကြတယ် in a big house အိမ်ကြီးတစ်လုံးထဲမှာနေထိုင်ကြတယ် They live in a big house နောက်တစ်ခုငါအဖေကဘဏ်တစ်ခုမှာအလုပ်လုပ်တယ် My father works at a bank
My father works at a bank. My father works. ငါရဲ့အဖေကအလုပ်လုပ်တယ်ဘယ်မှာလဲဆိုရင် at a bank ဘဏ်တစ်ခုမှာအလုပ်လုပ်တယ် My father works at a bank နောက်တစ်ခုငါအမြဲတမ်းအိပ်ရာစောစောထတယ် I always wake up early. I always wake up early. I always wake up ငါအမြဲတမ်းအိပ်ရာထတယ်ဘယ်အချိန်လဲဆိုရင် early စောစောထတယ် I always wake up early ငါအမြဲတမ်းအိပ်ရာစောစောထတယ်နောက်တစ်ခုငါတို့ grammar တူတူလေ့လာကြတယ် We study grammar together. We study grammar together. We study grammar ငါတို့ grammar ကိုလေ့လာကြတယ်ဘယ်လိုလဲဆိုရင် together အတူတကွာလေ့လာကြတယ် We study grammar together နောက်တစ်ခုကသူမကနဝင်သချင်းနားထောင်ရတာအရန်ကြိုက်တယ် She loves listening to classical music. She loves listening to classical music. She loves listening to သူမနားထောင်ရတာကိုကြိုက်တယ်ဘာတွေလဲဆိုရင် classical music ကနဝင်သချင်းတွေနားထောင်ရတာကြိုက်တယ် She loves listening to classical music နောက်တစ်ခုငါအလုပ်ကိုပုံမှန်ဘတ်စကားနဲ့သွားတယ် I usually take the bus to work. I usually take the bus to work. I usually take the bus ငါပုံမှန်ဘတ်စကားနဲ့သွားတယ်ဘယ်ကိုလဲဆိုရင် to work အလုပ်ကိုဘတ်စကားနဲ့သွားတယ် I usually take the bus to work ငါအလုပ်ကိုပုံမှန်ဘတ်စကားနဲ့သွားတယ်နောက်တစ်ခုသူစကားပြောအရမ်းမြန်တယ် He speaks very fast. He speaks very fast. He speaks very fast သူစကားပြောအရမ်းမြန်တယ်နောက်တစ်ခုကမနေ့ကစာကြောင်းအသေး10ကြောင်းလေ့လာခဲ့တယ် I learned 10 new sentences yesterday. I learned 10 new sentences yesterday. I learned 10 new sentences ငါစာကြောင်း10ကြောင်းကိုလေ့လာခဲ့တယ်ဘယ်တော့ကလဲဆိုရင် yesterday မနေ့တုန်းကလေ့လာခဲ့တာ I learned 10 new sentences yesterday မနေ့ကစာကြောင်း10ကြောင်းလေ့လာခဲ့တယ်နောက်တစ်ခုသူမလှတဲ့ဂျာကင်တစ်ထည်ဝယ်ခဲ့တယ် She bought a nice jacket. She bought a nice jacket. She bought သူမဝယ်ခဲ့တယ် a nice jacket လှတဲ့ဂျာကင်တစ်ထည်ကိုဝယ်ခဲ့တယ် She bought a nice jacket နောက်တစ်ခုလွန်ခဲ့တဲ့တနင်္ဂနွေကအဖိုးအဖွားစီတွားလည်ခဲ့ကြတယ် We visited our grandparents last Sunday. We visited our grandparents last Sunday. We visited our grandparents အဖိုးအဖွားတွေစီကိုတွားလည်ခဲ့ကြတယ်ဘယ်တော့ကလဲဆိုရင် last Sunday လွန်ခဲ့တဲ့တနင်္ဂနွေက We visited our grandparents last Sunday နောက်တစ်ခုသူ့ကားတော်ရီပျောက်သွားခဲ့တယ် He lost his car keys. He lost his car keys. He lost သူပျောက်သွားခဲ့တယ်ဘာတွေကိုပျောက်သွားတာလဲဆိုရင်တော့ his car keys သူ့ရဲ့ကားတော်ရီကိုပျောက်သွားခဲ့တာ He lost his car keys နောက်တစ်ခုမနေ့ညကရုပ်ရှင်တကားကြည့်ခဲ့တယ် I watched the movie last night. I watched the movie last night. I watched the movie စကားတကားကြည့်ခဲ့တယ်ဘယ်တော့ကလဲဆိုရင် last night မနေ့ညတုန်းက I watched the movie last night နောက်ထပ်တစ်ကြောင်းကဒီမနက်ကသူတို့ငါစီဖုန်းဆက်ခဲ့ကြတယ် They called me this morning. They called me this morning. They called me သူတို့ငါကိုဖုန်းဆက်ခဲ့ကြတယ်ဘယ်တော့ကလဲဆိုရင် this morning ဒီမနက်တုန်းကငါစီကိုဖုန်းဆက်ခဲ့ကြတယ် They called me this morning နောက်တစ်ခုဒီနေ့သူမအိပ်ယာထနောက်ကျခဲ့တယ် She woke up late today. She woke up late today. She woke up late today ဒီနေ့သူမအိပ်ယာထနောက်ကျခဲ့တယ်နောက်တစ်ခုငါအိမ်စာကိုအချိန်မီပြီးအောင်လုပ်ခဲ့တယ် I finished my homework on time. I finished my homework on time. I finished my homework ငါအိမ်စာတွေကိုလုပ်ခဲ့တယ်ဘယ်လိုလုပ်ခဲ့တာလဲဆိုရင် on time အချိန်မီပြီးအောင်လုပ်ခဲ့တယ် I finished my homework on time ငါအိမ်စာတွေကိုအချိန်မီပြီးအောင်လုပ်ခဲ့တယ်နောက်တစ်ခုမနက်စာအတွက်ထမင်းကြော်စားခဲ့ကြတယ်
We ate fried rice for breakfast. We ate fried rice for breakfast. We ate fried rice. ငါတို့ထမင်းကြော်ကိုစားခဲ့ကြတယ် for breakfast. မနက်စာအတွက်ထမင်းကြော်ကိုစားခဲ့ကြတယ် We ate fried rice for breakfast. နောက်တစ်ခုသူငါ့ကိုစိတ်ဝင်စားစရာပုံမြင်တစ်ပုဒ်ပြောပြခဲ့တယ် He told me an interesting story. He told me an interesting story. He told me သူငါ့ကိုပြောပြခဲ့တယ် an interesting story. စိတ်ဝင်စားစရာပုံမြင်တစ်ပုဒ်ပြောပြခဲ့တယ် He told me an interesting story. နောက်တစ်ကြောင်းကအသေးစိတ်အချက်လက်တွေကိုမင်းစီပို့ပေးပါမယ် I will send you the details. I will send you the details. I will send you မင်းစီကိုပို့ပေးပါမယ် the details အသေးစိတ်အချက်လက်တွေကိုမင်းစီပို့ပေးပါမယ် I will send you the details. နောက်တစ်ခုသူမသင်တန်းတစ်တစ်ခုစတော့မယ် She is going to start a new course. She is going to start a new course. She is going to start သူမစတင်တော့မယ် a new course သင်တန်းအသစ်တစ်ခုကိုစတင်မှာ She is going to start a new course သူမသင်တန်းအသစ်တစ်ခုစတော့မယ်နောက်ထပ်တစ်ခုကငါတို့ coffee ဆိုင်မှာတွေ့ကြမယ် We will meet at the coffee shop. We will meet at the coffee shop. We will meet ငါတို့တွေ့ကြမယ်ဘယ်မှာတွေ့မှာလဲဆိုရင် at the coffee shop coffee ဆိုင်မှာတွေ့ကြမယ် We will meet at the coffee shop နောက်တစ်ခုသူဖုန်းတစ်လုံးဝယ်တော့မယ် He is going to buy a phone. He is going to buy a phone. He is going to buy သူဝယ်တော့မယ်ဘာကိုဝယ်တော့မှာလဲဆိုရင် a phone ဖုန်းတစ်လုံးကိုဝယ်တော့မယ် He is going to buy a phone နောက်ထပ်တစ်ကြောင်းကငါရောက်ရင်နင့်စီဖုန်းဆက်လိုက်မယ် I will call you when I arrive. I will call you when I arrive. I will call you ငါမင်းစီဖုန်းဆက်လိုက်မယ် when I arrive ငါပြန်ရောက်လို့ရှိရင်မင်းစီဖုန်းဆက်လိုက်မယ် I will call you when I arrive ငါရောက်ရင်နင့်စီဖုန်းဆက်လိုက်မယ်နောက်ထပ်တစ်ကြောင်းကသူတို့ရုံးအသစ်တစ်ခုစောက်တော့မယ် They are going to build a new office. They are going to build a new office. They are going to build သူတို့စောက်တော့မယ်ဘာကိုစောက်မှာလဲဆိုရင် a new office ရုံးအသစ်တစ်ခုစောက်တော့မယ် They are going to build a new office နောက်ထပ်တစ်ခုကငါအတတ်နိုင်ဆုံးကြိုးစားပါမယ် I will try my best. I will try my best. I will try my best ငါအတတ်နိုင်ဆုံးကြိုးစားပါမယ်နောက်ထပ်တစ်ခုမနက်ဖြန်သူမငါတို့ကိုကူညီလိမ့်မယ် She will help us tomorrow. She will help us tomorrow. She will help us tomorrow. မနက်ဖြန်သူမငါတို့ကိုကူညီလိမ့်မယ်နောက်ထပ်တစ်ခုကနောက်လာကြရင်ငါတို့ခရီးသွားတော့မယ် We are going to travel next month. We are going to travel next month. We are going to travel ငါတို့ခရီးသွားတော့မယ်ဘယ်တော့လဲဆိုရင် next month နောက်လာကြရင်ခရီးသွားတော့မယ် We are going to travel next month နောက်ထပ်တစ်ခုဒါ2နာရီလောက်ကြာလိမ့်မယ် It will take 2 hours. It will take 2 hours အမြန်ဆိုတော့ It will take 2 hours. It will take 2 hours ဒါ2နာရီလောက်ကြာလိမ့်မယ်နောက်ထပ်တစ်ခုကငါဘာသာစကားအသစ်တွေလေ့လာရတာကြိုက်တယ် I like learning new languages. I like learning new languages. I like learning ငါလေ့လာရတာကြိုက်နေတတ်တယ်ဘာတွေကိုလဲဆိုရင် new languages ဘာသာစကားအသစ်တွေကိုလေ့လာရတာကြိုက်တယ် I like learning new languages နောက်ထပ်တစ်ခုကငါအားလက်ချိန်မှာစာအုပ်ဖတ်ရတာသဘောကျတယ် I enjoy reading books in my free time. I enjoy reading books in my free time. I enjoy reading books စာအုပ်တွေဖတ်ရတာသဘောကျတယ်ဘယ်အချိန်မှာလဲဆိုရင်တော့ in my free time ငါရဲ့အားလက်ချိန်မှာ I enjoy reading books in my free time နောက်ထပ်တစ်ခုကလူတွေကိုစောင့်ရတာငါမကြိုက်ဘူး I don't like waiting for people. I don't like waiting for people.
I don't like waiting for people လူတွေကိုစောင့်ရတာငါမကြိုက်ဘူးနောက်ထပ်တစ်ကြောင်းကငါကွန်ပျူတာဂိမ်းဆော့ရတာအရန်ကြိုက်တယ် I love playing computer games I love playing computer games I love playing ငါကစားရတာကြိုက်တယ်ဘာတွေကိုလဲဆိုရင် computer games ကွန်ပျူတာဂိမ်းတွေကိုဆော့ရတာကြိုက်တယ် I love playing computer games ငါကွန်ပျူတာဂိမ်းဆော့ရတာအရန်ကြိုက်တယ်နောက်ထပ်တစ်ခုကမင်းအဆက်စာတွေကိုကြိုက်လား Do you like spicy food Do you like spicy food Do you like spicy food မင်းအဆက်စာတွေကိုကြိုက်လားနောက်တစ်ခုကငါတငယ်ချင်းတွေနဲ့စကားပြောရတာပျော်စရာကောင်းတယ် I enjoy talking to my friends I enjoy talking to my friends I enjoy talking to my friends ငါတငယ်ချင်းတွေနဲ့စကားပြောရတာပျော်စရာကောင်းတယ်နောက်ထပ်တစ်ကြောင်းကစောစောအိပ်ယာထားရတာငါမကြိုက်ဘူး I dislike getting up early I dislike getting up early I dislike getting up early စောစောအိပ်ယာထားရတာငါမကြိုက်ဘူးနောက်ထပ်တစ်ကြောင်းကငါကော်ဖီထက်လက်ဖက်ရည်ကိုပိုကြိုက်တယ် I prefer tea to coffee I prefer tea to coffee I prefer tea to coffee ငါကော်ဖီထက်လက်ဖက်ရည်ကိုပိုကြိုက်တယ်နောက်ထပ်တစ်ခုငါတို့ဘောလုံးပွဲကြည့်ရတာအရန်ကြိုက်တယ် We love watching football matches We love watching football matches We love watching football ငါတို့ကြည့်ရတာကြိုက်နှစ်သက်တယ်ဘာတွေကိုလဲဆိုရင် football matches ဘောလုံးပွဲတွေကိုကြည့်ရတာအရန်ကြိုက်တယ် We love watching football matches နောက်တစ်ခုငါဓာတ်ပုံရိုက်ရတာကြိုက်တယ် I like taking photos I like taking photos I like ငါကြိုက်တယ် taking photos ဓာတ်ပုံတွေရိုက်ရတာကိုကြိုက်တယ် I like taking photos နောက်ထပ်တစ်ခုကဒီစီးမင်းကိုငါ့ကိုရှင်းပြပေးလို့ရမလား Could you explain this rule to me Could you explain this rule to me နောက်တစ်ခေါက်လိုက်ဆိုမယ် Could you explain this rule to me ဒီစီးမင်းကိုငါ့ကိုရှင်းပြပေးလို့ရမလားနောက်ထပ်တစ်ခုကငါ့ကိုလမ်းပြပေးလို့ရမလား Can you show me the way Can you show me the way Can you show me the way ငါ့ကိုလမ်းပြပေးလို့ရမလားနောက်တစ်ခုကစူပါမားကတ်တစ်ခုဘယ်မှာရှာလို့ရမလဲ Where can I find a supermarket Where can I find a supermarket Where can I find ဘယ်မှာရှာလို့ရမလဲ A supermarket စူပါမားကတ်တစ်ခုကိုဘယ်မှာရှာလို့ရမလဲ Where can I find a supermarket နောက်တစ်ခုကဒီစကားလုံးကိုဘယ်လိုအသံထွက်ရမလဲ How do you pronounce this word How do you pronounce this word How do you pronounce this word ဒီစကားလုံးကိုဘယ်လိုအသံထွက်ရမလဲနောက်တစ်ခုဒီစာကြောင်းကဘာအဓိပ္ပာယ်လဲ What does this sentence mean What does this sentence mean What does this sentence mean ဒီစာကြောင်းကဘာအဓိပ္ပာယ်လဲနောက်တစ်ခုမင်းရဲ့အမြင်ကိုမေးလို့ရမလား Can I ask for your opinion Can I ask for your opinion Can I ask for မေးလို့ရမလား Your opinion မင်းရဲ့ထင်မြင်ချက်မင်းရဲ့အမြင်ကိုမေးလို့ရမလား Can I ask for your opinion မင်းရဲ့အမြင်ကိုမေးလို့ရမလားနောက်တစ်ခုကမင်းပြောလိုက်တာကိုထပ်ပြောပြီးလို့ရမလား Could you repeat what you said Could you repeat what you said Could you repeat ပြန်ပြောပြီးလို့ရမလားထပ်ပြောပြီးလို့ရမလား What you said မင်းပြောလိုက်တဲ့အရာကိုပြန်ပြောပြီးလို့ရမလား Could you repeat what you said မင်းပြောလိုက်တာကိုထပ်ပြောပြီးလို့ရမလားနောက်ထပ်တစ်ကြောင်းကငါတို့မှာအချိန်ဘယ်လောက်ကျန်လဲ How much time do we have How much time do we have How much time do we have ငါတို့မှာအချိန်ဘယ်လောက်ကျန်လဲနောက်တစ်ခုကဒီအင်ကြီးကိုဘယ်မှာဝယ်ခဲ့တာလဲ Where did you buy this shirt Where did you buy this shirt Where did you buy ဘယ်မှာဝယ်ခဲ့တာလဲ This shirt ဒီအင်ကြီးကိုဘယ်မှာဝယ်ခဲ့တာလဲ Where did you buy this shirt နောက်တစ်ခုကဒီ project အတွက်ဘယ်သူမှတာဝန်ရှိလဲ Who is responsible for this project
Who is responsible for this project? Who is responsible? ဘယ်သူမှတာဝန်ရှိလဲ for this project ဒီ project အတွက်ဘယ်သူမှတာဝန်ရှိလဲ Who is responsible for this project? နောက်တစ်ခုကငါမှဒီသင်ခန်းစာအကြောင်းမေးခွန်းတစ်ခုရှိတယ် I have a question about this lesson. I have a question about this lesson. I have a question ငါမှမေးခွန်းတစ်ခုရှိတယ် about this lesson ဒီသင်ခန်းစာနဲ့ပတ်သက်ပြီးတော့မေးခွန်းတစ်ခုရှိတယ် I have a question about this lesson ငါမှဒီသင်ခန်းစာအကြောင်းမေးခွန်းတစ်ခုရှိတယ်နောက်တစ်ခုကဒီစာကြောင်းထဲမှာအမှားတစ်ခုရှိတယ် There is a mistake in this sentence. There is a mistake in this sentence. There is a mistake အမှားတစ်ခုရှိတယ်ဘယ်မှာလဲဆိုရင် in this sentence ဒီစာကြောင်းထဲမှာအမှားတစ်ခုရှိတယ် There is a mistake in this sentence နောက်တစ်ခုကငါမှညီအကို3ယောက်ရှိတယ် I have 3 brothers. I have 3 brothers. I have 3 brothers ငါမှညီအကို3ယောက်ရှိတယ်နောက်ထပ်တစ်ကြောင်းကစာသင်ခန်းထဲမှာကျောင်းသားအများကြီးရှိကြတယ် There are many students in the classroom. There are many students in the classroom. There are many students. ကျောင်းသားတွေအများကြီးရှိကြတယ်ဘယ်ထဲမှာလဲဆိုရင် in the classroom စာသင်ခန်းထဲမှာကျောင်းသားတွေအများကြီးရှိကြတယ် There are many students in the classroom. နောက်ထပ်တစ်ကြောင်းကဒီနေ့ငါမှာအချိန်လုံလုံလောက်မရှိဘူး I don't have enough time today. I don't have enough time today. I don't have enough time today. ဒီနေ့ငါမှာအချိန်လုံလုံလောက်မရှိဘူးနောက်ထပ်တစ်ကြောင်းကဇပွဲပေါ်မှာပန်းသီးတစ်လုံးရှိတယ် There is an apple on the table. There is an apple on the table. There is an apple ပန်းသီးတစ်လုံးရှိတယ်ဘယ်ပေါ်မှာလဲဆိုရင်တော့ on the table ဇပွဲပေါ်မှာပန်းသီးတစ်လုံးရှိတယ် There is an apple on the table နောက်တစ်ခုကသူ့မှာအတွေ့အကြုံအများကြီးရှိတယ် He has a lot of experience. He has a lot of experience. He has a lot of experience. သူ့မှာအတွေ့အကြုံအများကြီးရှိတယ်နောက်တစ်ခုကမင်းအတွက်ရွေးချယ်စရာ2ခုရှိတယ် There are 2 options for you. There are 2 options for you. There are 2 options. ရွေးချယ်စရာ2ခုရှိတယ်ဘယ်သူအတွက်လဲဆိုရင် for you မင်းအတွက်ရွေးချယ်စရာ2ခုရှိတယ် There are 2 options for you. နောက်တစ်ခုဒီမှာငါတို့ပြဿနာတစ်ခုရှိနေပြီ We have a problem here. We have a problem here. We have a problem here. ဒီမှာငါတို့ပြဿနာတစ်ခုရှိနေပြီနောက်ထပ်တစ်ခုကစိတ်ပူစရာအကြောင်းမရှိပါဘူး There is no reason to worry. There is no reason to worry. There is no reason to worry. စိတ်ပူဖို့အကြောင်းမရှိပါဘူးနောက်တစ်ခုမင်းနေ့တိုင်းအင်္ဂလိပ်စကားပြောလေ့ကျင့်သင့်တယ် You should practice speaking English every day. You should practice speaking English every day. You should practice မင်းလေ့ကျင့်သင့်တယ်ဘာတွေကိုလဲဆိုရင် speaking English အင်္ဂလိပ်စကားပြောကိုလေ့ကျင့်သင့်တယ် every day နေ့တိုင်းလေ့ကျင့်သင့်တယ် You should practice speaking English every day မင်းနေ့တိုင်းအင်္ဂလိပ်စကားပြောလေ့ကျင့်သင့်တယ်နောက်ထပ်တစ်ခုကတော့အရင်ဆုံးဝေါ်ဟာရတွေကိုပြန်နှွှေးကြရအောင် Let's review the vocabulary first. Let's review the vocabulary first. Let's review the vocabulary first. အရင်ဆုံးဝေါ်ဟာရတွေကိုပြန်နှွှေးကြရအောင်နောက်ထပ်တစ်ကြောင်းကမင်းရေပိုတောက်သင့်တယ် You should drink more water. You should drink more water. You should drink more water. မင်းရေပိုတောက်သင့်တယ်နောက်ထပ်တစ်ကြောင်းကမင်းအိမ်မက်တွေကိုလက်မလျှော့ပါနဲ့ Don't give up on your dreams. Don't give up on your dreams. Don't give up လက်မလျှော့လိုက်နဲ့ on your dreams မင်းရဲ့အိမ်မက်တွေကိုလက်မလျှော့လိုက်နဲ့ Don't give up on your dreams မင်းအိမ်မက်တွေကိုလက်မလျှော့ပါနဲ့နောက်တစ်ခုကအခုခဏလောက်နားကြရအောင် Let's take a short break now. Let's take a short break now. Let's take a short break now. အခုခဏလောက်နားကြရအောင်နောက်ထပ်တစ်ခုက
မင်းအဖြေတွေကိုတေချာဂရုစိုက်ပြီးစစ်ဆေးသင့်တယ် You should check your answers carefully You should check your answers carefully You should check your answers မင်းရဲ့အဖြေတွေကိုစစ်ဆေးသင့်တယ်ဘယ်လိုစစ်ဆေးရမှာလဲဆိုရင်တော့ carefully carefully ဂရုစိုက်ပြီးတော့စစ်ဆေးသင့်တယ် You should check your answers carefully မင်းရဲ့အဖြေတွေကိုတေချာဂရုစိုက်ပြီးတော့စစ်ဆေးသင့်တယ်နောက်ထပ်တစ်ကြောင်းကမင်းရဲ့အင်္ဂလိပ်စာပန်းနိုင်တွေကိုပဲအာရုံစိုက်ပါ Focus on your English goals Focus on your English goals Focus on your English goals မင်းရဲ့အင်္ဂလိပ်စာပန်းနိုင်တွေကိုပဲအာရုံစိုက်ပါဟုတ်ပြီဒါဆိုရင်တော့အင်္ဂလိပ်စာကြောင်း100လုံးပြီးသွားပါပြီ Learners တွေအနေနဲ့ကလည်းများများနားထောင်ပြီးများများ read out လောက်ပြန်လုပ်မယ်ဆိုရင်ကိုယ့်ရဲ့ speaking level ကတိုးတက်လာမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိမယ်ဆိုရင် comment မှာ yes လို့မှန်းခဲ့ပေးပါနောက်တစ်ခုကဒီလိုအကျိုးရှိစေမယ့်ဗီဒီယိုတွေကိုအမြဲမပြတ်ဖန်တီးပေးနေမှာဖြစ်လို့ကျွန်တော်ရဲ့ channel ကို subscribe မလုပ်ရသေးဘူးဆိုရင်တော့လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာအားလုံးပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်